မြန်မာရွှေဈေးကတော့ဒီနေ့မှာအနေငယ်အချဈေးနဲ့ရှိနေပါတယ်မြန်မာငွေဈေးကအနေငယ်အတက်ဈေးနဲ့ရှိနေပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က19ရက်နေ့12လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကတိုင်းဆန်တော်ချိန်ညနေ9:20မိနစ်20ရှိနေပါပြီမြန်မာရွှေက15ပဲရေတစ်ကြက်သားကို84သိန်း9000 16ပဲရေတစ်ကြက်သားကို55ရောင်းနေဈေးက390တိုင်းကလက်ခံနေဈေးက89သိန်း12သိန်းမီလီယံရွှေတစ်ကြက်သားကို88သိန်း5000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေ4000ဆိုင်ကလက်ခံနေဈေးက3900ယူရိုငွေတစ်ယူရိုကိုမြန်မာကျပ်ငွေ4695ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေ3100ဆိုင်ကလက်ခံနေဈေးက3025ကျပ်တရုတ်ငွေတစ်ပြန်ကိုမြန်မာကျပ်ငွေ968ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2645ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပတ်ပေးချက်ယူကမာတွေကဘတ်ငွေ805ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးပတ်ပြည်သမားတွေကကျပ်သိန်းကိုဘတ်ငွေ985ဘတ်မလေးငွေ104.1ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3990.42ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3888.8ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2255.2ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေတဲ့ငွေလွှဲတော့မယ်ငွေလဲလှုပ်တော့မယ်ဆိုရင်ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှာပဲငွေလဲလှုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။မရွှေစင်ငွေစီတွေကိုအမြဲတမ်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြည့်ရှင်းနိုင်ကြပါစေ။